တရေသစီပုံပြင်တွေထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတာကဘာရှိမလဲဆိုရင်လူသားတွေကိုယ်တိုင်ဖန်တီးခဲ့တဲ့သမိုင်းဝင်ဖြစ်ရမှန်တွေလိုပဲဖြေရမှာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာတွေကစိတ်ကူးရင်ရုပ်ရှင်ဇာတ်လမ်းတွေမဟုတ်ပါဘူးသမိုင်းမှတ်တမ်းတွေထဲမှာသွေးပြက်စရာကောင်းလောက်အောင်အမှန်တကယ်ရှိခဲ့တဲ့ဟော်ရာဖြစ်ရဆန်၃ခုအကြောင်းကိုဘ ഹു တုတ္တဖြစ်ဖွယ်တင်ဆက်ပြီးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ခေတ်ဆက်ဆက်ကဖြစ်ရမှန်များစွာလူသားတွေအကျိုးပြုဖို့ရာသမိုင်းဘ ഹു တုတ္တဆုံးလင်းစွာနေမျိုး blog မှာလာရောက်ကြည့်ရှုပါနေမျိုး blog 1918ခုနှစ်ပြင်သစ်နိုင်ငံစရာဘာမြို့မှာအမျိုးသမီးတယောက်ဟာလမ်းပေါ်မှာထူးဆန်းစွာစပြီးကခုံရာကနေတပတ်အတွင်းလူပေါင်း30ကျော်တလားအတွင်းလူပေါင်း400ကျော်အထိကူးစက်သွားခဲ့ပါတယ်သူတို့ဟာပျော်လို့ကနေတာမဟုတ်ပါဘူးမျက်နှာတွေမှာနာကျင်မှုတွေကြောက်ရွံ့မှုတွေနဲ့အော်ဟစ်နေခဲ့ကြပေမဲ့သူတို့ရဲ့ခြေထောက်တွေကမရေမနာကနေကြတာပါအစိုးရကဂီတာတီးဝိုင်းတွေခေါ်ပေးပြီးကာခိုက်ခဲပေမဲ့အခြေအနေကပိုဆိုးလာခဲ့ပါတယ်လူအများအပြားဟာနှလုံးရက်ပြီးသေတာခြေထောက်တွေအယိုးကျိုးပြီးသွေးထွက်တန်ယိုဖြစ်တာမျိုးတွေနဲ့သေဆုံးခဲ့ကြပါတယ်ဒါဟာအခုထက်ထိသမိုင်းပညာရှင်တွေနဲ့ဆရာဝန်တွေအဖြစ်မထုတ်နိုင်သေးတဲ့စူပေါင်းစိတ်ချောက်ချမှုအကြောင်းအရာဆုံးတာတကတစ်ခုအဖြစ်သမိုင်းတွင်ကြံရည်စေခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းတရုတ်နိုင်ငံဟာဘင်းမြို့ကဂျပန်စစ်တပ်ရဲ့ရှိုးဝက်စခန်းနေရာမှာဂျပန်သိပ္ပံပညာရှင်တွေဟာအပြစ်မဲ့တဲ့အရက်သားတွေနဲ့စစ်တုံးပန်းတွေကိုအသက်ရှင်တဲ့ခန္ဓာကိုယ်ကိုခွဲစိတ်တာအစိတ်ငွေ့တွေစမ်းသပ်တာအလွန်အမင်းအေးဆက်တဲ့နေရာတွေမှာထားတာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်အဆိုးဆုံးကတော့သူတို့ကိုယောဂပိုးတွေထိုးသွင်းပြီးလူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကဘလောက်ထိခံနိုင်ရည်ရှိလဲဆိုတာကိုအပတ်စဉ်မှတ်တမ်းတင်တာပါထိတ်လန့်စရာအကောင်းဆုံးကဒီစခန်းကနေဘသူမှအသက်ရှင်လျက်ပြန်မထွက်နိုင်ခဲ့ပါဘူးစစ်ပွဲတွေပြီးတဲ့အခါဒီဖြစ်ရပ်ကိုဖုံးကွယ်ဖို့စ조사ခဲ့ကြပေမဲ့နောက်ပိုင်းမှာတက်တဲ့အထောက်အထားတွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်ဒါဟာလူသားချင်းစာနာမှုကင်းမဲ့တဲ့သမိုင်းရဲ့အရက်ဆက်ဆုံးအခန်းကဏ္ဍတစ်ခုအဖြစ်သမိုင်းတွင်စေခဲ့ပါတယ်1920ခုနှစ်ပြင်သစ်နိုင်ငံမာဆဲလ်မြို့မှာသင်္ဘောတစ်စီးကနေပါလာတဲ့ပလိတ်ယောဂပိုးကြောင့်မြို့တစ်မြို့လုံးသေတွင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီအထဲမှာကံအဆိုးဆုံးလူတွေကအလောက်ကောက်တဲ့သူတွေပါအလောက်တွေကလမ်းပေါ်မှာတောက်လို့ပုံနေတာကြောင့်အစိုးရကထောက်ကျနေတဲ့ရာဇဝတ်သားတွေကိုလွှတ်ပြီးအလောက်တွေကိုမြေမြုပ်ခိုင်းခဲ့ပါတယ်အဲ့ဒီရာဇဝတ်သားတွေဟာယောဂကူပြီးသေဆုံးရတော့မယ်ဆိုတာကိုသိတဲ့အတွက်ယူသွက်သွားသူတွေလည်းရှိပါတယ်အသက်ရှင်နေသေးတဲ့လူမမာတွေကိုပါအလောက်ပုံထဲကိုထည့်ပြီးအရှင်လက်လက်မြေမြုပ်ပစ်တာမျိုးတွေကိုလည်းလုပ်ခဲ့ကြပါတယ်မြို့ထဲမှာအော်ဟစ်တန်တွေအပုပ်နှံ့တွေနဲ့ငရေခမ်းတစ်ခုလိုဖြစ်နေခဲ့တာကိုသမိုင်းမှတ်တမ်းတွေထဲမှာအသေးစိတ်ရေးသားဖော်ပြထားပါတယ်ဟုတ်ပါတယ်သမိုင်းဆိုတာအောင်မြင်မှုတွေကြီးပဲမဟုတ်ပါဘူးတခါတလေမှလူကြီးမင်းတို့ကျွန်တော်တို့မသိချင်တဲ့ကြောက်စရာကောင်းတဲ့လက်မခံချင်တဲ့အမှန်တရားတွေလည်းရှိနေတတ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ